ကိုရက်ကနေပြီးတော့ချိတ်ဆက်ပေးတဲ့ဒီပတ်တိုင်းအလုပ်တွေကကြတော့ပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့ညီမတို့ဒီ promotion ပေါ့ပွဲတွေပေါ့နော်ဒါများတော့အဖြစ်ဒီလိုပွဲလေးတွေကပုံများနေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီလက်မှုပညာနဲ့ပတ်သက်တာတွေရောဒီ handmade နဲ့ပတ်သက်တာတွေနောက်ပြီးတော့ဒီ customer service ပေးရတဲ့အပိုင်းတွေပေါ့နော်ဒီလိုမျိုးအပိုင်းအနေနဲ့ဒီလောက်ရတဲ့ပုံစံကြီးကပုံများပါတော့ဆိုတော့များတော့အဖြစ်ကကိုရက်ချိတ်ပေးနေတဲ့ပုံစံလေးတွေကတော့ဒီလိုပေါ့အပ်ပွဲလေးပေါ့နော်ဒီပိုင်းလေးမှာအယောင်ပိုင်းလေးတွေservice ပေးရတဲ့အပိုင်းလေးဒီလိုမျိုးကိုချိတ်ဆက်ပေးဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ဒါဆိုရင်တော့project base နဲ့သွားတဲ့ပုံစံမျိုးဖြစ်မယ်ပေါ့နော်ဒီပွဲလေးတွေကတော့လေဟုတ်ကဲ့အဲ့လိုမျိုးဆိုလို့ရပါတယ်။မတို့ကကြတော့ဒီပေါ့ပွဲလေးကဒီရက်အကန့်အသတ်နဲ့ပေါ့နော်ဘယ်ရက်မှာဆိုလို့ရှိရင်ဘယ်လိုမျိုးနေရာတွေလုံးစင်းရတယ်ပြီးလို့ရှိရင်ရက်ပိုင်းခြားဆိုလို့ရှိရင်လည်းဘယ်လိုမျိုးလေးရှိတယ်။သူကအဲ့လိုအကန့်အသတ်နဲ့လောက်ရတဲ့ project ပုံစံတစ်ခုပါရှင်ဟုတ်အားလုံးပဲမင်္ဂလာပါ MYEO ရဲ့ We Were You 3000 podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာဆိုရင်တော့ဒီရန်ကုန်မှာပေါ့နော်ရှိနေတဲ့လူငယ်တွေအတွက်ပတ်တိုင်း job တွေရရှိဖို့ပြီးတဲ့အခါကျတော့လုပ်ငန်းရှင်တွေနဲ့ဒီလူငယ်တွေကြားမှာချိတ်ဆက်ပေးနေရပေါ့နော်အခမဲ့အကူအညီပြီးတော့ချိတ်ဆက်ပေးနေတဲ့ကွန်ရက်ဆိုတဲ့အဖွဲ့ကတောင်းရှိတဲ့သူတယောက်ကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကွန်ရက်ကဘာတွေလုပ်နေလဲရန်ကုန်မှာဆိုရင်ရောလူငယ်တွေပတ်တိုင်းအလုပ်တွေဘယ်လိုမျိုးတွေလုပ်လို့ရနိုင်မလဲဆိုတာကိုဒီနေ့ပေါ့နော်ကွန်ရက်ရဲ့အဖွဲ့ဝင်တဦးနဲ့ဆွေးနွေးပြသွားမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါအမမင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါတော့ဒီနေ့အမွန်ယူရဲ့ podcast အစီအစဉ်လေးမှာကွန်ရဲ့အကြောင်းလာပြီးတော့ sharing လုပ်ပေးရပါတော့ဒီလူငယ်တွေကြားထဲမှာဘယ်လိုမျိုးလေးတွေများထိတ်ဆက်လို့ရမလဲလုပ်ငန်းရှင်တွေနဲ့လူငယ်တွေပေါ့နော်ဘယ်လိုထိတ်ဆက်လို့ရမလဲဆိုတာလေးကိုပြောပြပေးမှာပေါ့နော်အဲ့ဒီအတွက်လည်း invitation လုပ်လိုက်တာအဲ့ invitation လေးကို accept လုပ်ပေးရတဲ့အတွက်လည်းပဲအမွန်ယူဘက်ကကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ညီမအနေနဲ့ကလည်းအခုလိုမျိုးပေါ့နော်ဒီလိုမျိုးပိုင်းတွေကိုဒါဖြည့်ခွင့်ရတဲ့အတွက်ကြောင့်မို့တကယ်လည်းဝမ်းသာမိပါတယ်ရှင်ဟုတ်ညီမကို invite ပေးရတဲ့အတွက်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါဆိုတဲ့အခါကျတော့ပေါ့နော်ပထမဆုံးတော့ရှေ့မှာတော့ cognac ကိုတော့ mention လုပ်ခဲ့တယ်ဆိုတော့ cognac ကဘယ်လိုမျိုးဖွဲ့စည်းမျိုးလဲဆိုတာရယ်ပြီးတဲ့အခါကျတော့ပေါ့နော် cognac မှာပေါ့နော်အမအနေနဲ့ဘယ်လိုမျိုးလေးတွေများလှုပ်ဆောင်ပေးနေတဲ့အပိုင်းလေးတွေမှာလုပ်နေလဲဆိုတာလေးလဲစပြီး introduction လေးလုပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဟုတ်ညီမနာမည်ကတော့မိတ်ရှင်ပေးဦးပါဟုတ်လက်ရှိမှာတော့ညီမဒီကွန်ရက်ကနေပေါ့နော်ဒီရှေ့ရဲ့ပတ်တိုင်းနေဆိုလို့ရှိရင်လည်းအလင်းတစ်လို့ဒါ join ဖြစ်တယ်နောက်ပြီးတော့ဒီလုပ်ငန်းရှင်တွေနဲ့ဒီလူငယ်ကြားထဲမှာဒီကောင်းမွန်တဲ့ communication တစ်ခုရအောင်ပေါ့နော်လုပ်ငန်းရှင်တွေအတွက်ဆိုလို့ရှိရင်လည်းဒါသူတို့လိုအပ်တဲ့ဒီဝန်ထမ်းတွေပေါ့နော်ပတ်တိုင်းဒီဝန်ထမ်းတွေကိုလည်း recruitment ပိုင်းလုပ်ပေးဖြစ်နေပါတယ်ဟုတ်နောက်တစ်ခုကကြတော့ဒီပတ်တိုင်းရှာဖွေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအလုပ်တွေကိုလည်းပြန်လှန်ပေါ့နော်ပြန်လဲပြီးတော့ဒီ sharing လည်းလုပ်ပေးဖြစ်နေပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့နောက်တစ်ခုကကြတော့ညီမတို့ဒီကွန်ရက်ကဒီရန်ကုန်မြို့တွင်မှာရှိရပေါ့နော်လူငယ်တွေအတွက်ရောဒီနယ်ဘက်မှာရှိတဲ့လူငယ်တွေအတွက်အဓိကလူငယ်တွေကြားထဲမှာအခြေဆက်ကောင်းတစ်ခုရအောင်ပေါ့နော်အလုပ်ကိုင်းဒါခွင့်တန်းကောင်းတစ်ခုရအောင်ဒါစောင့်ရပေးနေတဲ့ group တစ်ခုပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါလေးကတော့ကွန်ရက်ကနေပြီးတော့ကူညီပေးနေတဲ့အရာလေးတွေဖြစ်တယ်ပေါ့နော်ကွန်ရက်အကြောင်းလည်းမိတ်ဆက်ပေးတော့ဖြစ်တယ်ဟုတ်ကျေးဇူးပါဆိုတဲ့အခါကျတော့ပေါ့နော်နောက်ထပ်ဒီကွန်ရက်ကအနေနဲ့ပေါ့နော်ကွန်ရက်မှာလည်းအခုဒီကူညီဆောင်ရွက်ပေးနေတဲ့ဟာလေးတွေလည်းပဲရှိရပေါ့နော်မယင်မီဦးအနေနဲ့အဲ့လိုဆိုတော့မယင်မီဦးလည်းပဲလူငယ်တွေနဲ့လည်းအများကြီးထိတွေ့ဆက်ဆံရတယ်ကိုယ်တိုင်လည်းလူငယ်တစ်ယောက်လည်းပဲဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်အခုမြန်မာပြည်မှာပေါ့နော်လူငယ်တွေကပတ်တိုင်းရဖို့ဆိုရင်သူတို့အနေနဲ့challenge တွေအများကြီးကြုံနေရတယ်ပေါ့နော်အဲ့ challenge တွေကဘယ်လိုမျိုးတွေများဖြစ်မလဲပေါ့နော်အခုချိန်မှာဒီပတ်တိုင်းအလုပ်တွေကရှားတော့ရှားတယ်ဒါပေမဲ့လို့မသိနေရလည်းပဲဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဆိုတော့သူတို့အနေနဲ့ဒီအကြီးမားဆုံးအနေနဲ့ကြုံတွေ့နေရတဲ့ challenge မျိုးတွေဆိုဘယ်လိုမျိုးတွေဖြစ်မလဲပေါ့နော်ဟုတ်အဓိကဒီလူငယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လားတော့မသိဘူးပေါ့နော်လူငယ်တွေကဒီ challenge တွေပါတယ်ပေါ့နော်ကိုမလုပ်ဘူးတဲ့အရာတွေဆိုလို့ရှိရင်ဒါလောကမှာထက်ကြောက်တဲ့စိတ်ပေါ့နော်အဲ့လိုမျိုးကပိုရှိကြတယ်အဲ့တော့အားလုံးကိုပြောချင်တာကဒီဘာပဲဖြစ်ဖြစ်ပေါ့နော်တခုဆိုလို့ရှိရင်အလုပ်ကတော့ဒါမျိုးစုံရှိရညီမတို့ဒီပတ်တိုင်းမှာဆိုလို့ရှိရင်လေဒါ industry အစုံဒါ background အစုံပေါ့နော်လုပ်ငန်းရှင်ဆိုလို့ရှိရင်လေဒါလုပ်ငန်းရှင်ပေါင်းစုံနဲ့ကြုံတွေ့ရတဲ့အတွက်ကြောင့်မို့လူတွေနဲ့အများကြီးထိတွေ့ရတယ်ပေါ့နော်ဆိုတော့တခုဆိုရင်ကြောက်စိတ်မရှိဘူးပေါ့နော်တခုဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ဒါ
လုံးနိုင်တယ်ဆိုတဲ့စိတ်လေးမွေးစေချင်တာပေါ့နော်ဟုတ်ဘာပဲဖြစ်ဖြစ်ဒါ challenge ဆိုလို့ရှိရင်လည်းမကြောက်နဲ့လုပ်ကြည့်ပါပေါ့နော်ဘာလို့ဆိုတော့ဒီမှာဆိုလို့ရှိရင် industry တော်တော်လေးစုံနေပေါ့နော်လုပ်ငန်းရှင်တွေဆိုလို့ရှိရင်တော်တော်လေးစုံတဲ့အတွက်ကြောင့်မို့ဒါထိတွေ့ကြည့်ပါဆက်ဆံကြည့်ပါပေါ့နော်ဟုတ်အဲ့လိုမျိုးလေးလည်းပြောချင်တယ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ဆိုတော့နောက်ထပ်တစ်ခုအနေနဲ့သိချင်တာကပေါ့နော်ကွန်ရက်ကရောဘယ်လိုမျိုးပုံစံမျိုးနဲ့ချိတ်ဆက်ပေးနေရလဲပြီးတဲ့အခါကျတော့ပေါ့နော်လူငယ်တွေကပတ်တိုင်းလုပ်ချင်တယ်ဆိုတော့ဘယ်လိုမျိုးပုံစံမျိုးတွေနဲ့ပတ်တိုင်းလုပ်ရတာလဲပေါ့နော်ဒီမြန်မာပြည်မှာကျတော့ဥပမာအနေနဲ့တခြားနိုင်ငံတွေမှာဆိုရင်တော့ပတ်တိုင်းလုပ်တဲ့ဟာကတော့ဒါအခြေခံအလုပ်တွေလည်းပဲအကုန်လုံးတွားပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါ waiter တို့လုပ်တာ waiter waitress ပေါ့နော်စသဖြင့်အချိန်ပိုင်းလုပ်တယ်လုပ်လို့ရတယ်ဒါပေမဲ့မြန်မာပြည်မှာကျတော့အဲ့ဒါတွေကအချိန်ပိုင်းအလုပ်အနေနဲ့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးခန့်တဲ့နေရာလည်းမရှိဘူးပေါ့နော်အခုနောက်ပိုင်းမှာဒီcity map မှာတော့ဗတ်တိုင်းခေါ်တဲ့ဟာလေးတွေအပြိုင်ဆိုင်ခေါ်နေတဲ့ဟာလေးတွေတော့တွေးမိတယ်ပေါ့နော်ဆိုတော့အခုကွန်ရက်ကနေပြီးတော့ဂျားရဲ့ချိတ်ဆက်ပေးနေတဲ့ဗတ်တိုင်းကရောဘယ်လိုမျိုးအလုပ်မျိုးလေးလုပ်ရတာလဲပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်လောက်ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ဟုတ်ဒီကွန်ရက်ကနေပြီးတော့ချိတ်ဆက်ပေးတဲ့ဒီပတ်တိုင်းအလုပ်တွေကကြတော့ပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့ညီမတို့ဒီ promotion ပေါ်ပွဲတွေပေါ့နော်ဒါများတော့အဖြစ်ဒီလိုပွဲလေးတွေကပုံများနေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီလက်မှုပညာနဲ့ပတ်သက်တာတွေရောဒီ handmade နဲ့ပတ်သက်တာတွေနောက်ပြီးတော့ဒီ customer service ပေးရတဲ့အပိုင်းတွေပေါ့နော်ဒီလိုမျိုးအပိုင်းအနေနဲ့ဒီလောက်ရတဲ့ပုံစံကြီးကပုံများပါတော့ဆိုတော့များတော့အဖြစ်ကကွန်ရက်ချိတ်ပေးနေတဲ့ပုံစံလေးတွေကတော့ဒီလို pop up ပွဲလေးပေါ့နော်ဒီပိုင်းလေးမှာအယောင်ပိုင်းလေးတွေservice ပေးရတဲ့အပိုင်းလေးဒီလိုမျိုးတွေကိုချိတ်ဆက်ပေးဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ဒါဆိုရင်တော့project base နဲ့သွားတဲ့ပုံစံမျိုးဖြစ်မယ်ပေါ့နော်ဒီပွဲလေးတွေကတော့လေဟုတ်ဟုတ်ကဲ့အဲ့လိုမျိုးဆိုလို့ရပါတယ်။မတို့ကကြတော့ဒီပေါ့အပွဲလေးကဒီရက်အကန့်အသတ်နဲ့ပေါ့နော်ဘယ်ရက်မှာဆိုလို့ရှိရင်ဘယ်လိုမျိုးနေရာတွေလုံးစင်းရတယ်ပြီးလို့ရှိရင်ရက်ပိုင်းခြားဆိုလို့ရှိရင်လည်းဘယ်လိုမျိုးလေးရှိတယ်။သူကအဲ့လိုအကန့်အသတ်နဲ့လောက်ရတဲ့ project ပုံစံတစ်ခုပါရှင်ဟုတ်ဟုတ်ကဲ့ပါဟုတ်ဆိုတဲ့ခါကျတော့ပေါ့နော်ဒီလူငယ်တော်တော်များများဒီလိုမျိုးလေးလည်းလုပ်ရရဲဆိုတော့ network လည်းပဲပို့ပြီးရတာလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီလိုပေါ်တဲ့ပွဲလေးတွေမှာသွားပြီးလုပ်ရတာဆိုတော့လေဟုတ်အဲ့ဒါဆိုတော့experience လည်းအပြင်ပေါ့နော်ဒီပတ်တိုင်းအတွက်ကိုပေးတဲ့ဒီ range တစ်ခုတော့ရှိမှာပေါ့နော် allowance တစ်ခုတော့ရှိမှာပေါ့အဲ့ allowance ဆိုရင်ရောခက်မှန်းကြည့်ပေါ့နော်ဒီစီးပွားရေးလုပ်ငန်းတစ်ခုကပေးတဲ့ဟာတစ်ခုနဲ့တစ်ခုနဲ့မတူဘူးဆိုပေမဲ့လို့ခန့်မှန်းခြေလောက်ဆိုရင်ရောဘယ်လောက်ထိရနိုင်မလဲပေါ့နော်အဲ့ဒါလည်းပဲလူငယ်တွေသိကျင်နေရဲ့အရာဖြစ်မယ်ဆိုတော့လေဟုတ်ဟုတ်ကဲ့ပတိုင်းဒီဆင်းရတဲ့ဒီကာလာကကြတော့ပေါ့နော်တချို့ဆိုလို့ရှိရင်ဒါနှစ်ပိုင်းဒီလိုမျိုးခွဲထားရရှိတယ်ပေါ့နော်ကျမတို့ဒီမှာဆိုလို့ရှိရင်များသောအားဖြင့်ကတော့ဒါပုံမှန်အလုပ်ချိန်ပုံစံမျိုးပေါ့နော်9 to 6ဒါအောင်မှပတိုင်းကြီးကတော့ဒီလိုမျိုး range တစ်ခုသတ်မှတ်ထားတော့2000ဝန်းကျင်ပေါ့နော်အဲ့ဒီပြင်မှာဒါကိုယ့်ရဲ့ဒီလောက်ကင်နဲ့ performance ပေါ်မူတည်ပြီးတော့မှထပ်ပြီးလုပ်ငန်းရှင်တွေဘက်ကနေပြီးတော့ထပ်တိုးဒါ bonus အနေနဲ့သူစီစဉ်ပေးတာမျိုးတွေဒါအချိန်ပေါ့နော်လင့်သွားတဲ့အခါမျိုးတွေမှာအလုပ်ချိန်ထက်ဒီကြော်ရတယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းရှင်တွေအနေနဲ့ပြန်ပြီးတော့ပါပေါ့နော်အပြန်အတွက်ကိုစီစဉ်ပေးတဲ့ allowance တွေbonus တွေပေါ့နော်ဒီလိုမျိုးလေးထပ်စီစဉ်ပေးရပေါ့ဟုတ်အဲ့လိုမျိုးလေးလည်းရှိကြရရှင်ဟုတ်နောက်တစ်ခုအနေနဲ့ကကြတော့နောက်တစ်ပိုင်းပေါ့နော်သူကကြတော့လေဒါအချိန်ကိုအလုပ်ချိန်9နာရီကနေ6နာရီဒါမျိုးမဟုတ်ဘဲနဲ့မှတစ်ပိုင်းပေါ့နော်နေ့တစ်ပိုင်းဒါမျိုးခေါ်ပေးရမျိုးလေးလည်းရှိတယ်ဥပမာဆိုပါစို့ပေါ့နော်9နာရီကနေပြီးတော့မှ1နာရီအဲ့လိုမျိုးတော့လက်ကောင်းပေါ့နော်1နာရီနောက်ပိုင်းကနေပြီးတော့6နာရီတော့လက်ကောင်းဒါမျိုးလေးတွေလည်းကြားထဲမှာလို့ခေါ်ပေးနေရမျိုးလေးလည်းရှိပါလေရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ဆိုတော့ဒါလေးကတော့ဒီခုနကပြောခဲ့သလိုဆိုရင်ဒီတကယ်လုပ်ငန်းရှင်တွေနဲ့လည်းပဲနှိစက်မှုလည်းပဲရှိတော့မယ်ပြီးတဲ့အခါကျရင်ဒီ allowance တစ်ခုပေါ့နော် benefit တစ်ခုလည်းပဲရတယ်ဆိုတဲ့အခါကျတော့ဘာဖြစ်ဖြစ်ပတ်တိုင်းလုပ်ရတယ် experience လည်းရတယ် benefit လည်းရတယ်ဆိုတော့ဒါလေးကတကယ်ကောင်းတဲ့အစီအစဉ်လေးတွေလည်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေကိုလေမသိနေသေးတဲ့လူငယ်တွေလည်းအများကြီးရှိနေသေးတဲ့အခါကျတော့ကိုယ့်ရက်ကနေပြီးတော့ဒီလိုမျိုးလေးလုပ်ပေးနေရတာကတကယ်လေးကောင်းတယ်ပေါ့နော်ဟုတ်ဆိုတဲ့အခါကျတော့ပေါ့နော်ဒီလိုမျိုးတွေကတော့လှုပ်ချင်တဲ့လှုပ်ဖို့အခွင့်အရေးတွေလည်းရှိရဲပေါ့နော်အခုလိုချိတ်ဆက်ပေးနေရကွန်ရက်ကလေးပဲရှိနေရဲဆိုတော့ဒါပေမဲ့လူငယ်တွေစီမှာ skill တော့ရှိဖို့လိုအပ်တာပေါ့နော်အဲ့လိုဆိုတော့လူငယ်တယောက်အနေနဲ့ဒီလိုမျိုးတွေလာပြီးတော့
လုံနိုင်ဖို့ဆိုရင်ရောအခုချိန်မှာဘယ်လို scale တွေကိုကိုယ့်ဘက်ကနေပြီးအရင်ဆုံးဖြည့်ထားဖို့လိုအပ်လဲပေါ့နော်ဟုတ်အဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးပါအောင်ရှင့်ဟုတ်ကဲ့ဒီလိုမျိုးpart time job တွေအနေနဲ့ကကြတော့ပေါ့နော်ဒီ full time ဒီ corporate တွေမှာရှိရဲဒီ requirement တွေပေါ့နော်ဒီလိုမျိုးတွေထပ်ဆလို့ရှိရင်ဒီဘက်မှာတော့requirement တွေတိတ်ပြီးတော့မရှိသလောက်တော့ဖြစ်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့corporate တွေမှာဆိုလို့ရှိရင်တော့ဒါ education ဘိုင်းလားအသက်အရွယ်ပိုင်းခြားပိုင်းလားဒါမှမဟုတ်လို့ရှိရင်location ပေါ့နော်အလုပ်ရဲ့ဒါနေရာနဲ့ကိုယ့်ရဲ့ဒီlocation နဲ့ဒါနှိစက်မှုရှိမရှိနောက်လို့ရှိရင်အဓိက experience ပေါ့နော်ရှိမရှိဒါမျိုးတွေသုံးသပ်တာများရပါတော့ဒီဘက်မှာကြတော့လုပ်ငန်းရှင်တွေအနေနဲ့ကကြတော့အဓိကဒါသူတို့ communication ကောင်းမွန်လားဒါ customer service ဘယ်လိုမျိုးရှိလဲsales ပိုင်းမှာဆိုလို့ရှိရင်ရောဘယ်လိုမျိုးအတွေ့အကြုံတွေရှိတယ်လဲပေါ့နော်ဒါတွေကိုအဓိကထားဦးစားပေးပြီးတော့အဲ့လိုမျိုးselection တော့လုပ်ကြပါရှင်ဟုတ်အဲ့တော့ဒီပတ်တိုင်းကိုဂျိုင်းနေတယ်ဆိုလို့ရှိရင်ဒီကိုယ့်ဘက်ကနေပြီးတော့ပေါ့နော်ဒီလိုမျိုး customer service ဘိုင်းနေမှာဆိုလို့ရှိရင်လည်းဒါအားသာမှုရှိစေချင်တယ်ပေါ့နော်နောက်ပြီးတော့ဒီ sales ဘိုင်းမှာဆိုလို့ရှိရင်လည်းကောင်းမွန်တဲ့ဒါအတွေ့အကြုံကောင်းတွေလည်းရှိထားစေချင်ပါတယ်ရှင်ဟုတ်အဓိကတော့ communication ဘိုင်းလေးကပို့ပြီးတော့အဓိကကြားရရှင်ဟုတ်ကဲပါဟိုဒါဆိုရင်တော့ communication ဘိုင်းကိုတော့ပို့ပြီးတော့လေ့လာထားတင်တယ်လို့လည်းပဲမြင်တယ်ပေါ့နော်ဒီမှာじゃလုပ်ငန်းရှင်တွေလည်းပြောဆိုဆက်သွယ်ရတာတွေလည်းရှိမယ်ပြီးရဲ့အခါကျတော့ဒါကိုပွဲကိုလာတဲ့ participant တွေcustomer တွေပေါ့နော်သူတို့နဲ့ဆက်ဆံရတာပို့ပြီးတော့များမယ်လို့ထင်တယ်နော်ဟုတ်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ဆိုတော့လေနောက်တစ်ခုကကြတော့ပေါ့နော်တစ်ခုကကြတော့ဒါလူငယ်တွေအတွက်မဟုတ်ဘဲနဲ့ဒီအခုမှလုပ်ငန်းentrepreneur တွေပြီးရဲ့အခါကျတော့ဒီစီးပွားရေးလုပ်ငန်းရှင်တွေပေါ့နော်သူတို့အနေနဲ့ပေါ့နော်ဒီလူငယ်တွေအတွက်ဒီလိုမျိုး part time တွေများများဖန်တီးနိုင်ဖန်တီးပေးဖို့လည်းပဲလိုအပ်တာပေါ့နော်အဲ့ဒီအတွက်ဒီကွန်ရက်အဖွဲ့အနေနဲ့ဆိုရင်ရောလုပ်ငန်းရှင်တွေကိုပါလေးတွေများပြောချင်လဲပေါ့နော်ဒီနေရာကနေပြီးတော့ဟုတ်ကဲ့ဒီလုပ်ငန်းရှင်တွေကဆိုလို့ရှိရင်လူငယ်တွေရဲ့ဒီစွမ်းဆောင်ရည်အသစ်တွေပေါ့နော်အသုံးချပေးနိုင်မယ်ဒီ role တွေဒါတွေဖန်တီးပေးစေခြင်းနဲ့ဥပမာပေါ့နော်ဒီအတွေ့အကြုံမရှိသေးတဲ့လူတွေဆိုလို့ရှိရင်လည်းတင် जा တက်မြောက်စေဖို့ဒါ sporting chance တွေဒါပံ့ပိုးပေးစေခြင်းတွေပေါ့နော်ပြီးတော့ဒီလိုမျိုးတွေလုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်ဒါလူငယ်တွေအတွက်လည်းပို့ပြီးတော့စူးစမ်းခြင်းစိတ်တွေလည်းဖြစ်ပေါ်လာနိုင်မယ်လို့လည်းယုံကြည်မိပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့ခါကြတော့เนาะဟုတ်ဒီကွန်ရက်ကတော့လုံးဝဒီvolunteer အနေနဲ့ချိတ်ဆက်ပေးနေရလို့ထင်တယ်ပေါ့နော်ဒီလိုမျိုးအကျိုးမြတ်ယူတာတော့မရှိဘူးပေါ့နော်အကုန်လုံးကတော့free ဆိုပြီးတော့သိထားတာတော့ရှိရဲဟုတ်အဲ့ဒီအပိုင်းလေးကတစ်ချက်လေးဘယ်လိုမျိုးလေးတွေများချိတ်ဆက်ပေးမှုလေးတွေလုပ်နေလဲပေါ့နော်group လေးကရောဘယ်လိုမျိုးသွားနေလဲဆိုတာလေးလည်းထပ်ပြီးတော့သိချင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ဒီမှာတော့ကွန်ရက်ကပေါ့နော် Facebook ဒီ group ရှိမယ်နောက်တစ်ခုကတော့ညီမတို့ဒီ Messenger group ပေါ့နော်ဒီလိုမျိုး group လေးတွေဒါချိတ်ဆက်ပေးထားတာပေါ့နော်တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒီလုပ်ငန်းရှင်တွေကတိုက်ရိုက်ဆက်သွယ်လို့အဆင်ပြေအောင်တစ်ခုခုပေါ့နော်အဲ့လို contact လေးတွေလည်းလုပ်ထားပေးရနောက်တစ်ခုညီမတို့ဒီ group မှာဆိုလို့ရှိရင်လည်းအမြဲတမ်းပေါ့နော်အဆင်သက်မပြတ်ဒါပပောင်းဆောင်နေပြီးတော့မှလိုအပ်တဲ့ဒီအလုပ်တွေကိုလည်းတဦးနဲ့တဦးဒါ sharing တွေလုပ်ပေးနေတယ်ဒီမှာဆိုလို့ရှိရင်စောစောကပြောလို့ပေါ့နော်အကုန်လုံးကတော့အခမဲ့ပဲဒါနှစ်ဦးနှစ်ဖက်ပေါ့နော်ဒီအလုပ်ရှာနေတဲ့သူတွေအတွက်ရောနောက်ပြီးတော့လုပ်ငန်းရှင်တွေအတွက်မှာဆိုလို့ရှိရင်လည်းနှစ်ဦးနှစ်ဖက်စလုံးရှိမှာညီမတို့ကအခမဲ့နေနေပေါ့နော်ဒီလိုမျိုးလေးပဲ communication ဒါတစ်ခုရအောင်ဒါ network ကောင်တစ်ခုရအောင်ပဲဖန်တီးပေးတဲ့သဘောမျိုးလေးနဲ့လက်ရှိအားသွားနေပါရှင်ကဲပါဟုတ်ကျေးဇူးပါဒီလိုမျိုးအခွင့်အလမ်းလေးတွေပေါ့နော်ဖန်တီးပြီးတော့အခမဲ့လည်းဖန်တီးရတဲ့လူအားရောပြီးရခါကျရင်အားဆိုင်ပြီးတော့ပေါ့နော်ကွန်ရက်ဖွဲ့သားတွေကလုပ်ပေးနေရလို့ယုံကြည်ရပေါ့နော်ဆိုတဲ့ခါကျတော့ဒီတော်တော်များများလည်းပဲရှေ့မှာဒီ group ရဲ့အကြောင်းလေးတွေရောပြီးရခါကျတော့ပတ်တိုင်းလုပ်တဲ့ဆိုရင်ရောဘယ်လိုမျိုးလေးတွေလိုအပ်လဲဘယ်လိုအလုပ်လေးလုပ်ရလဲပေါ့နော်လုပ်ငန်းရှင်တွေလုပ်ငန်းရှင်တွေကိုရောဘာကြောင့်ဒီလိုမျိုးလူငယ်ရေးအတွက်ပတ်တိုင်းတွေဖန်တီးပေးတင်လဲဆိုတာလေးလည်းပြပြစုံစုံလေးပြောပြပေးခဲ့ပြီးပြီဆိုတော့လေဟုတ်နောက်ဆုံးအနေနဲ့ဒီ podcast ကိုနောက်ထောင်နေတဲ့လူငယ်တွေပေါ့နော်ဒီပတ်တိုင်းလှုပ်ချင်တဲ့လူငယ်တွေအတွက်ဆိုရင်ရောဘယ်လိုမျိုးလေးတွေများအကြံဉာဏ်လေးတွေပေးချင်တာရှိလဲမသိဘူးရှင်ဟုတ်ဟုတ်ကဲ့အခုမှဆိုလို့ရှိရင်လူငယ်တွေခုနောက်ပိုင်းပေါ့နော်ကြုံတွေ့ရတဲ့ဒါအခက်အခဲတွေလည်းအများကြီးပဲဒါပညာရေးပိုင်းရောဒါစိတ်ပိုင်းဆိုင်ရာပိုင်းရောပေါ့နော်အခက်အခဲတွေအများကြီးရှိနေဆိုတာကိုလည်းကိုချင်းစာမိတယ်ကိုကလည်းလူငယ်တွေကလူငယ်တူဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အားလုံးပြောချင်တာဒီလိုမျိုးအခြေအနေတွေမှာစိတ်တမကြဖို့ရယ်နောက်ပြီးတော့ကိုတွေကဒီအစ်စ်တွေပေါ့နော်အစ်စ်တွေကိုဒါစမ်းကြည့်ပါလုပ်ကြည့်ပါဘယ်ရမှမကြောက်နဲ့ပေါ့နော်ဒီလိုမျိုးစိတ်လေးမွေးပေးပါတတိရှိပေးပါအတွေ့အကြုံကောင်းတွေဒါအများကြီးရလာမှာပေါ့နော်အဲ့အတွက်ကြောင့်မို့အကုန်လုံး
အားလုံးပဲစူးစမ်းကြမယ်ဆိုတော့အကုန်လုံးအဓိကပြောချင်တာအလုံးဘာလုပ်ငန်းပဲဖြစ်ဖြစ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒါစမ်းကြည့်ပေးပါပေါ့နော်ဒီလိုစိတ်လေးထားပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့လူငယ်ချင်းချင်းအများကြီးလည်းပဲ motivation တွေလည်းရတယ်ပေါ့နော်အကြံဉာဏ်ကောင်းတွေလည်းပဲအများကြီးရလိုက်တယ်ပေါ့နော်ဒီ podcast လေးကနေပြီးတဲ့အခါကျတော့မသိသေးတဲ့ level တစ်ခုကိုသိလိုက်ရတယ်လို့မျိုးဖြစ်တယ်ပေါ့နော်တော်တော်များများကfull time တေးကြီးပဲရှာကြရဲဒီလိုမျိုးပတ်တိုင်းလေးရကြတော့ကိုကတင်တန်းတစ်ဖက်ကြောင်းတစ်ဖက်နဲ့လည်းပဲအားတဲ့ချိန်လေးမှာဒါလေးတွေလုပ်လို့ရတယ်ဆိုတော့လေတကယ်ကောင်းတဲ့အစိတ်စင်းလေးဖြစ်ပါရဲ့ဒီပေါ့နော်ဒီရန်ကုန်မှာရှိနေတဲ့လူငယ်ကိုစားတကယ်ကွန်ရက်ကိုလည်းပဲကျေးဇူးအများကြီးတင်နေပေါ့နော်ဟုတ်ကဲ့ညီမတို့ဒီကွန်ရက်ကနေကလည်းပေါ့နော်ဒီရန်ကုန်မှာရှိတဲ့သူတွေရောတခြားသောဒီအရက်ကသူတွေအတွက်ရောပေါ့နော်ဒီလိုမျိုးလေးကိုကွန်ရက်ကဒီတာဝန်ရှိသူတယောက်အနေနဲ့အခုလိုမျိုးဒါဖြေချခွင့်ရတယ်ပြောကြားခွင့်ရတဲ့အနေနဲ့ပေါ့နော်ဝမ်းသာမိပါတယ်ဟုတ်ကဲ့ပါဆိုတော့ပေါ့နော်ဒီတစ်ပတ်မှာဆိုရင်တော့ဒီပတ်တိုင်းအလုပ်တွေကိုလူငယ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာချိတ်ဆက်ပေးနေတဲ့ကွန်ရက်အဖွဲ့ကဒီကုညီဆောင်ရွက်ပေးနေရပေါ့နော်မတ်ရင်မီဦးနဲ့အတူတူဒီနေ့ podcast လေးကိုဒါ sharing လုပ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ဒီနေ့ podcast လေးမှာဆိုရင်တော့ဒီပတ်တိုင်း job တွေကိုရန်ကုန်မှာရှိနေတဲ့လူငယ်တွေကတော့ပို့ပြီးတော့လုပ်လို့အဆင်ပြေတယ်လို့လည်းပဲမြင်မိရဲ့အဲ့ဒီအတွက်ကြောင့်မို့လို့ပေါ့နော်ရန်ကုန်မှာရှိနေတဲ့လူငယ်တွေကတင်းတဲ့တစ်ဖက်လည်းရှိရဲအကြောင်းတစ်ဖက်လည်းရှိရဲအဲ့ဒီမှာအလုပ်တွေ့ကြုံလဲလို့ခြင်းတယ်တခြားသောbenefit လေးတွေလည်းပဲရကျင်နေဆိုရင်တော့ဒီကွန်ရက်နဲ့ချိတ်ဆက်လို့ရရဲပေါ့နော်ကွန်ရက်အဖွဲ့ရဲ့Facebook group ကိုလည်းပဲဒီ podcast ရဲ့ဒီမှာပေါ့နော်description လေးမှာလည်းပဲတခါလေးဖော်ပြပေးလိုက်ပါမယ်ဆိုတော့ဒီတစ်ပတ်မှာဆိုရင်တော့ပေါ့နော်ဒါထူးထူးခြားခြားtopic လေးလည်းပဲဖြစ်တယ်ဒီလူငယ်ကြီးအတွက်အလုပ်ကိုင်းနဲ့ပတ်သက်တာလေးလည်းပဲဖြစ်တယ်ဆိုတော့အလုံးအတွက်လည်းပဲဒီ podcast လေးကနေပြီးတော့အချိတ်ဆက်လေးတစ်ခုရတော့မယ်လို့လည်းပဲမျှော်လင့်ပါတယ်ဒီ podcast လေးကိုပေါ့နော်အစားဆုံးနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်